ဘေးရင်ပညာယုံနာနဲ့တရဏဂုံပြတ်သလားမပြတ်ပါဘူးဘေးတင်ဆိုတာပညာရဲ့ဖြစ်ပါတယ်အတ္တပညာဖြစ်ပါတယ်ကိုယ်ဝယ်ရအရာမဟုတ်ပါဘူးအတ္တပညာသည်ဘာသာတရားမဟုတ်ပါဘူးဒါကြောင့်တရဏဂုံမပြတ်ဘူးတရဏဂုံဆိုတာဘာသာကိုယုံကြည်ကိုယ်ဝယ်တာကိုတရဏဂုံဘုရားတရားတန်ခါကိုယုံကြည်ကိုယ်ဝယ်တာတရဏဂုံဘေးတင်မှာဘာပါလဲလို့ပြီးတော့အနောက်မှာပညာပါတယ်ပညာဆိုတာဟာအတ္တပညာကိုပြောတာဒါကြောင့်ဘေးရင်ကိုယုံကြည်ယုံနဲ့တရဏဂုံပြတ်ပါတယ်ဆိုတာအဲ့ဒါဂျင်းတခုတော့ရှိတယ်ဘေးရင်ကိုကိုးကွယ်နေဆိုရင်တော့ပြတ်ပြီဘိုးတော်ကိုကိုးကွယ်တယ်ဆိုရင်တော့အဲ့ဒါတရဏဂုံပြတ်ပြီမဲတော်ကိုကိုးကွယ်တယ်ဆိုရင်တော့အဲ့ဒါတရဏဂုံပြတ်ပြီဒါကြောင့်ကိုးကွယ်တာနဲ့ယုံကြည်တာနဲ့တခြားစီပဲဒါဆိုရင်ကျွန်တော်မေးစရာတစ်ခုရှိတယ်ကျွန်တော်တို့အင်ဂျင်နီယာအတ္တပညာဆိုတာရှိတယ်ဆေးပညာဆိုင်ရာအတ္တပညာဆိုတာရှိတယ်ဒါဖြင့်ဆေးပညာဆိုင်ရာကိုယုံကြည်ယုံနဲ့အားထားလိုက်ယုံနဲ့တရဏဂုံပြတ်တာလားမပြတ်ဘူးအင်ဂျင်နီယာပညာရက်ကိုယုံကြည်လိုက်ယုံအားထားယုံနဲ့တရဏဂုံပြတ်တာလားမပြတ်ဘူးဘာကြောင့်မပြတ်တာလဲအတ္တပညာမှုလို့မပြတ်တာဒါမဲ့ကျွန်တော်တို့ကကိုးဝဲတာဆိုရင်တော့တရဏဂုံပြတ်သွားပြီဒါကိုခွဲခြားစွာသိဖို့လိုတယ်ယခုကျွန်တော်ဒီစကားတွေဘာကြောင့်ပြောနေတာလဲလို့မေးတဲ့ခါကျတော့ဘေးရင်မေးတဲ့မိတ်ဆွေတွေရောဘေးရင်ဆရာတွေရောအစွဲတွေကင်းအောင်လို့ကျွန်တော်ရှင်းပြတယ်ကျွန်တော်တို့တက်တန်းကတူတူလေးပဲကျွန်တော်တို့လူပြေရပြန်ရင်ဘာတွေကြံသွားနိုင်လဲကျွန်တော်တို့မသိဘူးအဲ့တော့ကျွန်တော်တို့ကောင်းတာတွေခြံထားပေးရမယ်စာပေအစိတ်တွေကိုဖယ်ထုတ်ပေးရမယ်ပြီးတော့စာပေအစိတ်သင့်နဲ့အုံနောက်အစိတ်သင့်တဲ့ခါကြလို့ရှိရင်အယူဝါဒကံတွေထိုက်ရင်အဲ့ဒါသွားအောင်ပြင်စံတဲ့တွေကကံထက်ကိုစိုးတယ်မိစ္ဆာဒိဋ္ဌိတွေဖြစ်ကုန်ဒါကြောင့်မို့လို့ဒီလိုမျိုးအစွဲတွေချွတ်အောင်လို့ကျွန်တော်ကဒီဗီဒီယိုတွေလုပ်နေရခြင်းဖြစ်တယ်ဘေးရင်ဆိုတာပညာဘာပညာလဲအတ္တပညာဘာအတ္တပညာလဲဂျိုလနတ်ခတ်တဲ့တာရကျဲအုပ်စုတွေကိုကြည့်ရှုထောက်ရှုပြီးတော့လူတို့ရဲ့ကံကြမ္မာတွေကိုဒီလိုဟာဒီလိုရှိတယ်ဒီလိုဟာဒီလိုရှိတယ်လို့ခေါ်ဆိုရတဲ့ပညာအဲ့ဒါကိုးဝယ်ရအရာမဟုတ်ဘူးကိုးဝယ်တယ်ဆိုရင်တော့ဒါတဏှာကုံပြတ်ပြီပဲတော့ဘေးရင်ဆရာဟာကိုးဝယ်ရတဲ့အရာမဟုတ်ဘူးဘေးရင်ဆရာဆိုတာအကြံပေးလက်ညွှန်ရတာဥပမာခမည်းကဥပဒေပညာရှင်တယောက်ဆိုပါစို့ဥပဒေပညာရှင်တယောက်ဆိုလို့ရှိရင်သူတက်ထားတဲ့ဥပဒေပညာနဲ့ဟာဒီလိုမျိုးအမှုဟာဒီလိုမျိုးရင်ဆိုင်ရတယ်ဒီလိုမျိုးဥပဒေဟာဒီလိုမျိုးရှိတယ်ဆိုတော့ခမည်းကအကြံပေးတာဒီတိုင်းပဲဘေးရင်ပညာဆိုတာလဲခမည်းရဲ့ကိန်းကံကြမ္မာမှာဒီလိုရှိတယ်ဒီလိုလောက်ကမယ်ဒါကြောင့်ဒီလိုလေးသွားပါဆိုပြီးတော့အကြံပေးတာဒါနဲ့ဘေးရင်ပညာနဲ့ဗုဒ္ဓဘာသာဘာကြောင့်ဆက်ဆက်နေတာလဲတဲ့ဆက်ဆက်ရတဲ့အကြောင်းရင်းကကျွန်တော်တို့လူမျိုးတွေရဲ့လိုအပ်ချက်ကြောင့်ကိုဆက်ဆက်နေတာဘေးရင်ပညာဘယ်ကဆင်းသက်လာတာလဲလို့မေးတဲ့ခါကျရင်ဟိန္ဒူဝါဒအဆင်းသက်လာတယ်အဲ့တော့မြန်မာနိုင်ငံကိုရောက်တယ်အချင်းချုပ်ပဲပြောပြရစီမြန်မာနိုင်ငံရောက်တဲ့ခါကျတော့တောင်တွင်းကြီးဆရာတော်ခင်ကြီးပြောတို့အစရှိတဲ့ယဟန်ပညာရှင်တွေစလေးဥပုံညာတို့နော်ပညာရှင်ကြီးတွေကနေပြီးတော့မြမယဉ်ကျေးမှုမြမမူဝါဒမြမလူမျိုးမြမရည်မြင်နဲ့ကိုက်ညီတဲ့ပညာရက်တွေကိုတီထွင်ဖန်တီးပေးလိုက်တာတီထွင်ဖန်တီးပေးလိုက်တာအတ္တပညာဖြစ်ခြင်းကြောင့်ဖန်တီးယူလို့ရတယ်တီထွင်လို့ရတယ်ကြံစားလို့ရတယ်အဲ့ဒါကိုမှတ်ထားရမယ်အဲ့လိုမျိုးဒီမြမလူမျိုးနဲ့ကိုက်ညီအောင်ဆိုပြီးတော့ဘာတွေလုပ်ထားပေးလဲဆိုတော့တို့ဘေးရင်ပညာမှာဆိုလက်ဆန်းပညာရက်တွေမှာရှိတယ်ဟလားသုံးလက်မောင်နေတို့ဒါအင်္ဂါဝိဇ္ဇာတို့မဟာဘုတ်တို့အစသဖြင့်အဲ့ထက်မှရှိတယ်ဘာတွေရှိတာလဲလို့မေးတော့မြတ်စွာဘုရားရဲ့ဘဝဖြစ်စဉ်တွေနဲ့ကိုက်ညီပြီးခေါ်ပေးရတဲ့ပညာရက်ကျွန်တော်ခုတင်ပြပေးနေဆိုတာနန္တော်စဉ်ပညာရက်ဒီအင်္ဂါဝိဇ္ဇာမှာမပါမဖြစ်အင်္ဂါဝိဇ္ဇာရဲ့အခြေခံစိတ်နှလုံးသားတွေနူးညံ့အောင်ဘေးရင်ဆရာတွေရဲ့စိတ်နှလုံးသားတွေနူးညံ့အောင်ဘာဝနာပွားနိုင်အောင်ဆိုပြီးတော့နန္တော်စဉ်ပညာကိုထည့်ထားပေးတာဘေးရင်ဆရာတွေလိန်စားမှာဆိုလို့နန္တော်စဉ်ပညာထည့်ထားပေးတာဘေးရင်မှာတမထတယ်ကျွန်တော်တို့တွေအများနဲ့တမထမပွားနိုင်ဘူးဆိုဘေးရင်ဟောနေတဲ့အချိန်မှာနန္တော်စဉ်လေးကြည့်ပြီးတော့ကျွန်တော်တို့ဖះကိုကြည်ညိုနေတဲ့အချိန်မှာကျွန်တော်တို့ဘာဝနာတွေပွားနေရတယ်မေတ္တာတက်တွေပါနေရတယ်အဲ့တော့မှခေါ်တဲ့လူကျွန်တော်တို့အကြံပေးကိုကောင်းကောင်းပေးလို့ရတာအဲ့ဒါကိုဘေးရင်ဆရာငလိန်တွေကမသိဘူးဟာငါတို့ဘေးပညာမှကောင်းတယ်ငါတို့ပညာမှကောင်းတယ်ဆိုတာဘယ်ပညာမှကောင်းမနေဘူးကိုကျွမ်းကျင်တဲ့ပညာရအကောင်းဆုံးပဲဘယ်ပညာအတိအကျဆုံးလဲတဲ့ကိုကျွမ်းကျင်တဲ့ပညာရဟာအတိအကျဆုံးပဲဒါကြောင့်ဘေးရင်ကိုယုံနဲ့တရဏဂုံပြတ်သလားမင်းလုံးဝတရဏဂုံမပြတ်ဘူးဘေးရင်ဆရာလူလိန်နေရန်လည်းဝေးအောင်လို့ကျွန်တော်တို့ဒီနေရာနေတော့ချပြပေးတာဘေးရင်ဆရာတွေလည်းအစွဲကျွတ်ပါစေတော့ဆိုတဲ့စိတ်ဆန္ဒနဲ့ကျွန်တော်ဒီဗီဒီယိုလေးလုပ်နေတာအားလုံးလက်ကန်ရှင်းလေးလုပ်ပေးပါကျွန်တော်တက်တက်ကနေပြီးတော့ဘေးရင်မဟောဘူးကျွန်တော်ဘိုင်မာမှာလာမေးတဲ့သူကိုပဲကျွန်တော်ဘေးရင်ဟောပေးတာ
အဲ့ဒါတော့မှတနေ့ကိုကျွန်တော်9ယောက်နှောင်းပဲဟောပေးတာပညာပူဇော်ခြင်းအရင်လွှဲပြီးတဲ့လူပဲကျွန်တော်ဟောပေးနိုင်မယ်ဘာဖြစ်လဲဆိုတော့အများနဲ့ဖြစ်တာမို့လို့ဒါထားလိုက်တော့တစ်ပိုင်းဘေရင်ပညာနဲ့ဗုဒ္ဓဘာသာဘာကြောင့်ဆက်ဆက်နေလဲတဲ့ဘေရင်ပညာဟာဗုဒ္ဓဘာသာနဲ့ဆက်နေတယ်ဆိုတာလူမျိုးကြောင့်ဆက်နေတာအဲ့ဒါတို့ဗုဒ္ဓဘာသာအရာဆိုလို့ရှိရင်တော့လုံးဝမဆက်ဘူးဘေရင်ပညာနဲ့လုံးဝမဆက်ဘူးဒါပေမဲ့တို့လူမျိုးတွေကတခုခုဆိုလို့ရှိရင်ဟာလာယုံကြည်တယ်ဒါလေးဒီလိုရှိတယ်ဒါလေးရှိတယ်ဆိုဆရာတွေရှိမှဘာလို့အကြံပေးလက်ညွန်နေတာအဲ့ဒါကြောင့်မို့လို့မြန်မာလူမျိုးတွေရဲ့လိုအပ်ချက်အရာဖျားစီရီတော်တွေမှာဘာလုပ်ပေးလဲဂျိုရှိခွင်တွေထားပေးတယ်တကုံတိုင်းတွေထားပေးတယ်ပြီးတော့ဂျိုရှိခွင်မှာရှိတဲ့နော်ဒီကိုစားပြုတဲ့ရုပ်တွေထားပေးတယ်နော်စင်တို့ကြားတို့ကြွတော့တနင်္ဂနွေကလုံးတို့အစသဖြင့်တို့ထားပေးတယ်ဆိုတာကျွန်တော်တို့ဗုဒ္ဓဘာသာတွေအနေနဲ့ရရပြုတဲ့နေရာမှာအစဉ်ပြုတဲ့နေရာမှာဘာသာရေးနဲ့ကိုင်းညီအောင်ဆိုပြီးတော့ဆရာတော်ကြီးတွေကဒီလိုထည့်သွင်းထားပေးတာဒါကြောင့်ဘေရင်ပညာနဲ့ဗုဒ္ဓဘာသာဟာဆက်လာလို့မင်းဆက်တယ်မဆက်ဘူးလားလို့မေးမဆက်ဘူးဒါသိဖို့လိုတယ်အဲ့တော့နောက်ထပ်ဗီဒီယိုဖိုင်တစ်ဖိုင်မှာဆက်ပြီးတော့လေ့လာ